ရှုံးနိမ့်ခြင်းသည်လမ်းဆုံးမဟုတ်တခုခုကိုစူးစမ်းကြည့်လို့ရှုံးနိမ့်သွားတာဟာအသုံးမကျလို့မဟုတ်ပါဘူးရှုံးနိမ့်မှုဆိုတာတင်ယူမှုတစ်ခုပါကလေးတစ်ယောက်လမ်းလျှောက်တင်တဲ့အခါအချိန်တရာမကလဲကျတတ်ပါတယ်ဒါပေမဲ့အဲ့ဒီကလေးကလမ်းလျှောက်တာငါမလုပ်နိုင်ဘူးဆိုပြီးဘယ်တော့မှလက်မလျှော့သွားပါဘူးအောင်မြင်တဲ့သူတွေနဲ့ရှုံးနိမ့်တဲ့သူတွေရဲ့ကွာခြားချက်ကတခုတည်းပါပဲအဲ့ဒါကတော့မလျော့သောဇွဲနဲ့ထက်ခါစူးစမ်းနေခြင်းပါပဲရှုံးနိမ့်မှုဆိုတာအောင်မြင်မှုရဲ့စန့်ကျင်ဘက်မဟုတ်ပါဘူးအောင်မြင်မှုရဲ့အစိတ်အပိုင်းတစ်ခုပါရှုံးနိမ့်မှုတိုင်းမှာသင်ခန်းစာတွေပါတယ်အတွေ့အကြုံတွေပါတယ်အဲ့ဒီအရာတွေကပဲတင့်ကိုနောက်တစ်ချိန်မှာပို့ပြီးအောင်မြင်မှုတွေရရှိစေမှာပါဒါကြောင့်မမကိုမကြောက်ပါနဲ့ဘာမှမလုပ်ဘဲနေရမှာကိုပဲကြောက်ပါဒီနေ့လဲကြရင်မနှက်ပြန်ထပ်ပါ